ဖုံးနဲ့မီးကမီးပဲဘယ်တော့မှမကြရှုံးသာတော့အာမချောင်းနဲ့မင်းနဲ့ငါကအများကြီးกว่าတော့စာဆုံးကဘာတော့သမိုင်းထဲမှာငါတို့စွာတော့အကြောင်းလေးတွေဆွဲခြင်းလို့ခဏတော့လာအောင်ရွှေဒီဆောင်ဖို့အတွက်အမြဲသုံးချတာကဆွဲလုံးလာကိုငါဆွဲသုံးထားမကြောမှုကတော့အုတ်ကခဲလုံးလာဒီမှာပြည့်ရဲ့အသေးတော့ညဘယ်နေရာကြောက်ကြောက်ငါတို့အောင်စိတ်တွေကိုမြဲကြုံသွားသူ့စကားအဝါဖြစ်ပြီးသူကအမြဲတမ်းအလုပ်ဒီချက်ကြီးတယ်ချက်ကြီးတယ်ဟုတ်ပြီလားသူရတဲ့ဆိုရင်ငါဖက်တယ်မတိုင်းခိုင်းလာခဲ့စမ်းခက်ခဲတွေအားလုံးကငါကောင်းပေါ်ထားတယ်လာခဲ့စမ်းဒုက္ခတွေမျိုးစုံကငါရှင်းကောင်းထားတယ်လာခဲ့စမ်းရှုံးတွေကိုအယူပြီးတော့အောင်မြင်မှုတွေရယူဖို့အတွက်လက်မလျှော့ဘူးပြင်းနေရတဲ့မှန်တိုင်းငါစီလာခဲ့စမ်းပြောတယ်နောက်ပိုင်းသူကစပြီးတော့ကြမ်းတယ်ကျွန်တော်ကသူ့ကိုစကားပြောတာကဖြစ်နိုင်ရင်ဒီနေ့မဟုတ်ဘူးလေဒီအပတ်ထဲတော့ကျွန်တော်ကိုရောက်အောင်လုပ်ပေးပါလို့ကျွန်တော်ပြောတော့သူကမင်းအရေးကြီးရင်မင်းအမေဆင်းပြီးတော့လာယူလဲလို့စကားစားတယ်အဲ့မှာသူကအဲ့ဒီလိုစကားကျွန်တော်လည်းတီးမခံနိုင်တော့တီးမခံနိုင်တော့သူနဲ့ကျွန်တော်နဲ့တယောက်တစ်ပြန်ဆဲရင်နဲ့အခြေတင်ဖြစ်တယ်ပေါ့တယောက်တစ်ပြန်ဆဲရင်နဲ့အခြေတင်ဖြစ်တော့အဲ့မှာမင်းစာအုပ်ကိုဘယ်တော့မှပြန်မရတော့ဘူးဆိုပြီးတော့ကျွန်တော်ဖုန်းတွေကိုလည်းဘလော့သွားတယ်ကတူတွေကနေကိုလည်းထုတ်လိုက်တယ်လိုင်းမော်ကကျွန်တော်ညီအကိုတွေများဘယ်သူကူညီနိုင်မလဲကူညီနိုင်မဲ့လူရှိရင်ကျွန်တော်တို့တစ်ချက်လောက်ကူညီပါလို့အဓိကကျွန်တော်သူတစ်ဖက်သားကိုလည်းထိခိုက်စေဖို့မရည်ရွယ်ဘူးကျွန်တော်ရဲ့စာအုပ်ကိုကျွန်တော်ပြန်ရရင်ကျင်းတတ်တယ်သူကအမှန်တမ်းပြောရရင်ဒီဆက်ယုံမှာအလုပ်သမားတွေကိုဆက်ယုံမလိုမှန်းတည်ရတဲ့နဲ့အတင်းထည့်တယ်အလုပ်သမားတွေကိုဆက်ယုံမလိုမှန်းတည်ရတဲ့နဲ့အတင်းထည့်တယ်ထည့်ပြီးတော့ဘာလို့လဲဆိုတော့2လ3လလောက်ခိုင်းပြီးရင်အလုပ်သမားတွေကိုအကြောင်းမျိုးပြပြီးတော့စူပါဗိုင်ဇာတွေကဘွမ်းနေအဲ့လိုတွေလုပ်နေတာက50ပွဲမကတော့ဘူးအဲ့လိုပေါ့အရင်လူတွေတော့စာအုပ်တွေကိုပြန်ပေးတယ်အရင်လူတွေတော့အလွန်ဆုံးဆောင်းရ10ရက်ပဲခုကကျွန်တော်စောင့်နေတာ2ပတ်3ပတ်ထဲကိုရောက်လာပြီအဲ့ဒါကိုတီးမခံဘယ်လိုပြောမလဲ तू ကစပြီးတော့ဆဲတာပေါ့ तू ကစပြီးဆဲတဲ့အခါကျတော့ကျွန်တော်တီးမခံနိုင်တော့ဘူးတီးမခံတော့စကားကိုအဲ့ဒီလိုပြောလိုက်တဲ့အခါ तू ကအမင်းအရေးကြီးရင်မင်းအမင်းကေအောင်ဆင်းပြီးတော့လာယူလို့အဲ့လိုပြောတယ်ကေအောင်ဆင်းပြီးတော့လာယူလို့အဲ့လိုပြောတော့ကျွန်တော်လည်းရှေ့ဆက်ဘာမှမလုပ်တတ်တော့ဘူး तू လည်းကျွန်တော်စပြီးတော့ဆဲတယ်ကျွန်တော်လည်းသူ့ကိုပြန်ပြီးတော့ဆဲတယ်စကားတွေအခြေတင်ဖြေရင်းနဲ့အခုအဆုံးသတ်တော့ကျွန်တော်ဖုန်းလည်း तू ဘလော့သွားတယ်ကျွန်တော်ဖုန်းလည်း तू ဘလော့သွားတယ်မင်းစာအုပ်ကိုလည်းဘယ်တော့မှပြန်ပြီးတော့မရတော့ဘူးလို့ပြောတယ်လိုင်းမော်ကနေကျွန်တော်တို့တီးတဲ့လူတွေရှိရင်တယောက်ယောက်အကူအညီပေးကြပါလို့ဒါတော့အေဂျင့်နဲ့ဒါပြောထားတဲ့စကားတွေပေါ့ငါပန်ဝင်ရအောင်စီစဉ်မှုပြမယ်ဟုတ်လားလောလောဆယ်ပို့လာလူစားတိုက်ကြီးကစာပတ်ဖို့မရဘူးပြောနေလို့ဘယ်မချင်းစွာလဲရတယ်ကိုကျွန်တော်စာအုပ်အများဆုံးရောက်